ကိစ္စကြောင့်လာကြတာမလား ဟုတ်ပါတယ်ဆရာသမီးဒုက္ခရောက်နေလို့ကဲပါအောင်ဆရာ သိတယ်သိနေတယ်ကဲဆိုအဲ့တော့ဆရာဘယ်လိုလုပ်ပေးရမလဲ သမီးညညဆိုအိတ်မပြောဘူးဆရာအောင်မြင်ခြင်းနဲ့စိတ်တွေအရန်ဖြစ်ပြီးတော့သမီးရဲ့ပညာရေးလမ်းကြောင်းအတွက်လေစွန့်ရည်ပူပန်စိတ်တွေဖြစ်နေရပါတယ်ဆရာ ဟဲ့နင်ပြောတော့ကျမ်းမာရေးကိစ္စမေးဖို့လာတာကူ ဟာကိုရက် သိတယ်သိနေတယ်အဲ့ဒါဆရာတွက်ကြည့်ပေးမယ်ဟုတ်လားသမီးနာမည်လေးပြောပါဦး ရွှေစီဆောင်ပါဆရာ crazy song ဆိုရင်ဟုတ်ပြီဆရာဆိုတော့တထတတနာအဲ့ဒီကိုလည်းသမီးမဟုတ်လားဟဲ့ မဟုတ်ပါဘူးဆရာ ဟမ် သမီးကနိုင်ငံသားသွားချင်တယ်လေအဲ့တော့သမီးနာမည်လေးဘူးဆန်ဆန်လေးပေးထားပါဆရာ ဩဒါကြောင့်ဟိုဒီမှာမြင်နေတယ်ဒီမှာမြင်နေတယ်အဲ့ဒါလည်းသိနေတယ်ဆရာသိနေတယ်ဟာဗုဒ္ဓံအရာဆိုရင်သမီးရဲ့ပညာရေးလမ်းကြောင်းက နင့်ပညာရေးလမ်းကြောင်းငါပြောတဲ့အကြောင်းမှာတက်ဖို့နင်ကပြောထားပြီးသားလေ ကိုရက်လည်းခဏနေပါအောင်ဆရာပြောတာဆုံးအောင်တော့ထားပါဆရာပြောပါဆရာဟုတ် ပညာရေးလမ်းကြောင်းကလည်းနိုင်ငံတကာဘွဲတွေအထိသမီးရနိုင်တာပဲ ဟုတ်လားဆရာ ဟုတ်တယ်သမီး အေးအဲ့ကြောင့်မို့ငါပြောတဲ့အကြောင်းမှာနင် MBA တက်ခိုင်းနေတာ ဟုတ်လားဆရာနိုင်ငံတကာဆိုတော့ဘယ်နိုင်ငံမျိုးဖြစ်နေလဲဆရာ ဇာတာရတော့သမီးဆစညအင်္ဂါနန်နဲ့ကနိုင်ငံတစ်ခုခုပဲ အေးငါဘေးဒင်းအောင်တွက်เสียမလို့အဲ့ဒါတွေသိလို့ငါပြောတဲ့အကြောင်းမှာဆွဆွလန်နိုင်ငံအတိမတ်ပြု MBA ကိုနင်ကိုတက်ခိုင်းနေတာ ဆက်ပြောပါဆရာ အေးအဲ့ဒါဆိုရင်ဆရာကိုလက္ခဏာလေးတစ်ချက်လောက်ကြည့်အောင်ကောင်းလိုက်တာကောင်းလိုက်တာလက္ခဏာ ညောင်းလားဆရာ ဟုတ်တယ်ပညာရေးလမ်းကြောင်းအချိန်ကာလပေါ့နော်ဒီလက္ခဏာအရဆိုရင်တော့သမီး2နှစ်ကနေ3နှစ်အတွင်းကိုသမီးဒီပညာရေးကကောင်းလာ အဲ့လိုပဲကြားရလားဆရာ ဟုတ်တယ်သမီးဟုတ်တယ် ဘာနှစ်နှစ်ခွဲသုံးနှစ်မှမလို့เนาะငါပြောတဲ့အကြောင်းမှာဆိုရင်နင်အချိန်တစ်နှစ်ခွဲနဲ့ MBA program တွေရအောင်ရလား ကိုရက်လည်းခဏနေပြီပါအဲ့ဒါဆိုဆရာသမီးပညာရေးလမ်းကြောင်းအဆင်ပြေဖို့အတွက်ဘာရည်ရည်လောက်အောင်လဲဆရာ ဘာရရမှလုပ်เสียမလို့ဒီမှာဆရာပေးလိုက်ဟောဒီ IMCN ကောလိပ်မှာလားသမီး MBA သွားတက်လိုက်သမီးဖြစ်ချင်တာတွေအကုန်ဖြစ်သွားတယ် ဟုတ်ကဲ့ဆရာ အေးငါနင့်ကိုတက်ခိုင်းနေတယ်ဆွဆွလန်နိုင်ငံအတိမတ်ပြု MBA program တင်နေတဲ့အကြောင်းဆိုရတယ်ဒီ IMCN college ပဲဟာ ဩကိုကြီးရလေအစရရမပြောစာရအတိမဖြစ်ပြီးတင်အောင်လားမမေးကိုကြီးစားပဲနားထောင်ပါပေါ့ အဲ့ဒါဆိုကျွန်တော်လည်းကြည့်ပြပါဦးဆရာ မင်းကန်ကောင်းနေတာပဲ ဘာဖြစ်လို့လဲ သင်မှမသေးသေးတာ